ဒီနေ့ဒီကိုလေးစားရင်းနဲ့တပင်ဖြူတဲ့သူတွေအတွက်အံ့ဩစရာကောင်းတဲ့ review သတင်းကောင်းတဲ့တစ်ခုကိုပြန်လည်မျှဝေခြင်းလို့ပါအဲ့ဒါမလေးလဲဆိုတော့ချားတော့မဟုတ်ဘူးဟောလေမိမိရဲ့အတော်ရဲ့တငယ်ချင်းတယောက်ကပြောတာသူအားတဲ့ဟိုးလွန်ခဲ့တဲ့၄နှစ်လောက်ကိုကလေးကသူကအဲ့ဒါလေးကိုသုံးခဲ့တာတဲ့အဲ့ဒါလေးကိုသုံးတော့သူကဘယ်လိုဖြစ်လဲဆိုတော့သပင်အဖြူတွေကခဲအောင်ပေါက်တယ်ခဲအောင်နေပြီတစ်ဖြည်းပြန်မဲသွားတယ်အဲ့ဒါကိုမိမိအတော်ပြောပြနေပြောပြတဲ့ခါကျမိမိကကြားပြီးတော့အော်အန်ဒီဘာသုံးတာလဲလို့မေးတော့သူကပြန်ပြောပြတယ်သူကဘာလေးသုံးတယ်လို့ပြောတယ်ထင်လဲဟောတာလေးပါဒါလေးဟောဒီလင်းလက်ကထုတ်တယ်နှက်စီလေးသုံးတာပါအဲ့ဒါတကယ်ကောင်းတယ်နော်ပြောသုံးမှုတဲ့လူတိုင်းကဒီဟာလေးကိုကောင်းတယ်ဆိုတာပြောကြတယ်အခုမိမိကလည်းဒီဟာအံ့ဩစရာကောင်းတဲ့ review လေးကိုပြန်လာပြီးပြောပြတာတကယ်လို့အဲ့လိုမျိုးသပင်ဖြူလို့စိတ်ညစ်နေတဲ့ဒီနေ့ဒီကိုလေးစားရင်းနဲ့တပင်ဖြူတဲ့သူတွေအတွက်အံ့ဩစရာကောင်းတဲ့ review သတင်းကောင်းတဲ့တစ်ခုကိုပြန်လည်မျှဝေခြင်းလို့ပါအဲ့ဒါမလေးလဲဆိုတော့ချားတော့မဟုတ်ဘူးဟောလေမိမိရဲ့အတော်ရဲ့တငယ်ချင်းတယောက်ကပြောတာသူအားတဲ့ဟိုးလွန်ခဲ့တဲ့၄နှစ်လောက်ကိုကလေးကသူကအဲ့ဒါလေးကိုသုံးခဲ့တာတဲ့အဲ့ဒါလေးကိုသုံးတော့သူကဘယ်လိုဖြစ်လဲဆိုတော့သပင်အဖြူတွေကခဲအောင်ပေါက်တယ်ခဲအောင်နေပြီတစ်ဖြည်းပြန်မဲသွားတယ်အဲ့ဒါကိုမိမိအတော်ပြောပြနေပြောပြတဲ့ခါကျမိမိကကြားပြီးတော့အော်အန်ဒီဘာသုံးတာလဲလို့မေးတော့သူကပြန်ပြောပြတယ်သူကဘာလေးသုံးတယ်လို့ပြောတယ်ထင်လဲဟောတာလေးပါဒါလေးဟောဒီလင်းလက်ကထုတ်တယ်နှက်စီလေးသုံးတာပါအဲ့ဒါတကယ်ကောင်းတယ်နော်ပြောသုံးမှုတဲ့လူတိုင်းကဒီဟာလေးကိုကောင်းတယ်ဆိုတာပြောကြတယ်အခုမိမိကလည်းဒီဟာအံ့ဩစရာကောင်းတဲ့ review လေးကိုပြန်လာပြီးပြောပြတာတကယ်လို့အဲ့လိုမျိုးသပင်ဖြူလို့စိတ်ညစ်နေတဲ့ဒီနေ့ဒီကိုလေးစားရင်းနဲ့တပင်ဖြူတဲ့သူတွေအတွက်အံ့ဩစရာကောင်းတဲ့ review သတင်းကောင်းတဲ့တစ်ခုကိုပြန်လည်မျှဝေခြင်းလို့ပါအဲ့ဒါမလေးလဲဆိုတော့ချားတော့မဟုတ်ဘူးဟောလေမိမိရဲ့အတော်ရဲ့တငယ်ချင်းတယောက်ကပြောတာသူအားတဲ့ဟိုးလွန်ခဲ့တဲ့၄နှစ်လောက်ကိုကလေးကသူကအဲ့ဒါလေးကိုသုံးခဲ့တာတဲ့အဲ့ဒါလေးကိုသုံးတော့သူကဘယ်လိုဖြစ်လဲဆိုတော့သပင်အဖြူတွေကခဲအောင်ပေါက်တယ်ခဲအောင်နေပြီတစ်ဖြည်းပြန်မဲသွားတယ်အဲ့ဒါကိုမိမိအတော်ပြောပြနေပြောပြတဲ့ခါကျမိမိကကြားပြီးတော့အော်အန်ဒီဘာသုံးတာလဲလို့မေးတော့သူကပြန်ပြောပြတယ်သူကဘာလေးသုံးတယ်လို့ပြောတယ်ထင်လဲဟောတာလေးပါဒါလေးဟောဒီလင်းလက်ကထုတ်တယ်နှက်စီလေးသုံးတာပါအဲ့ဒါတကယ်ကောင်းတယ်နော်ပြောသုံးမှုတဲ့လူတိုင်းကဒီဟာလေးကိုကောင်းတယ်ဆိုတာပြောကြတယ်အခုမိမိကလည်းဒီဟာအံ့ဩစရာကောင်းတဲ့ review လေးကိုပြန်လာပြီးပြော